ရိုင်မွန်အသင်းသားဖြစ်လာတဲ့ဆူရုကီကိုရှင်တိုတို့ကမကျေနပ်ပေမဲ့အသင်းရဲ့ဝစ်စုံကိုတော့ပေးလိုက်ပါတယ်။ဒါပေမဲ့ဆူရုကီကဝစ်စုံကိုလက်နဲ့ရိုက်ချလိုက်တာကြောင့်ရှင်တိုကလည်းတင်းသွားပါတယ်။ဆူရုကီကသူဟာရိုင်မွန်အသင်းကိုစောင့်ကြည့်ဖို့တက်စိန်၅ကပို့လိုက်တဲ့သူဖြစ်ကြောင်းသူ့ညံခံလိုက်ပြီးရှင်တိုရဲ့ပုံစံကိုလည်းကြည့်လို့မရကြောင်းတဲ့ပဲပြောပါတယ်။အဲ့လိုနဲ့နှစ်ယောက်သားရံမြင့်ကြတော့မဲ့အခြေအနေကိုကျောင်းအုပ်ကပဲတားလိုက်ရပါတယ်။တစ်ဖက်မှာကျောင်းမသွားရသေးတဲ့မဆူကာဇဲကလည်းကျမ်းပြင်မှာရှိတဲ့အကွက်တွေကိုဘောလုံးနဲ့လေ့ကျင့်နေပါတယ်။မကြခင်မှာရှင်စုကဲလည်းရောက်လာပြီးအတူတူလက်တွေ့ပွဲအတွက်ပြင်ဆင်နေပြီးအဲ့ဒီလိုနဲ့နှစ်ယောက်လုံးကြောင်းနောက်ကျတာကိုသတိရပြီးအပြေးသွားရပါတယ်။ရိုင်မော်အသင်းသားတွေဘက်မှာတော့သူတို့ကလွတ်လွတ်လပ်လပ်နဲ့ဘောလုံးကိုကန်ကျင်တာဖြစ်ပေမဲ့လွန်ခဲ့တဲ့နှစ်သူတို့ကအသင်းကိုစုံဝင်တဲ့ကတက်စိန်၅ကဘောလုံးကိုချဲလဲနေခဲ့တာပဲဖြစ်ပါတယ်။တက်စိန်၅ကဘောလုံးကန်တဲ့အခါနိုင်ရှုံးရလက်ကိုကြိုတင်ပြီးသတ်မှတ်ထားပါတယ်။အသင်းတွေကလည်းသူတို့သတ်မှတ်တဲ့အတိုင်းကိုကန်ရတာဖြစ်ပြီးတကယ်လို့သူတို့သတ်မှတ်တာကိုမလိုက်နိုင်တဲ့အသင်းရှိရင်ပြိုင်ပွဲကနေထုတ်ပယ်ပါတယ်။အသင်းသားတွေကသူတို့ရှုံးတဲ့အခါပြန်နိုင်အောင်ကစားခြင်းပေမဲ့လက်တွေ့တော့ဘယ်သူမှမလုပ်နိုင်ပဲပြိုင်ပွဲမှာနိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေဘောလုံးကန်ခြင်းနဲ့စိတ်တစ်ခုတည်းနဲ့ဆက်ပြီးတော့ကစားနေကြတာပဲဖြစ်ပါတယ်။ညနေကျောင်းဆင်းတဲ့အချိန်မှာတော့ရိုင်မွန်အသင်းတဲကိုဝင်ကျင်တဲ့ကျောင်းသားတွေလည်းလက်တွေ့လေ့ကျင့်မှုကိုဖြေကြရပါတယ်။လေ့ကျင့်မှုကရိုင်မွန်အသင်းသားတွေနဲ့ဘောလုံးကန်ရမှာဖြစ်ပြီးအနိုင်ရှုံးကိုကြည့်မှာမဟုတ်ပဲတဦးချင်းစီရဲ့စွမ်းဆောင်ရည်ကိုသာကြည့်ပြီးဆုံးဖြတ်မှာဖြစ်ပါတယ်။ပွဲစားတဲ့အချိန်မှာတော့ကျောင်းသားတစ်တွေဖြစ်နေကြတဲ့အတွက်အတွဲညီညီမှကစားတတ်ပဲတယောက်နဲ့တယောက်ကစကားစစ်ပွဲဖြစ်နေကြတယ်။ဒါပေမဲ့ကို့မှာရှိတဲ့စွမ်းဆောင်ရည်ပေါ်မူတည်ပြီးဆုံးဖြတ်မှာဖြစ်တဲ့အတွက်သူတို့မှာရှိတဲ့စကေးတွေကိုပြကြပါတယ်။ရှင်တို့ကလည်းအသင်းရဲ့ခေါင်းဆောင်ဆိုတာအလကားဖြစ်လာတာမဟုတ်ကြောင်းပြနေတယ်လို့မဆူကာဇဲနဲ့ရှင်စုကဲကလည်းအသင်းတွေကိုတူးညိုင်နိုင်ဖို့အစွမ်းရှိသမျှစူးစမ်းနေပါတယ်။ဒီလိုနဲ့စာမွေးပွဲပြီးသွားတဲ့အခါကျောင်းသားတွေရဲ့ရမှတ်ကိုနီးပြခုတို့ကကြေညာပါတယ်။လေ့ကျင့်မှုကိုအောင်တဲ့လူတွေကမဆူကာဇဲနဲ့ရှင်စုကဲနှစ်ယောက်တည်းသာဖြစ်နေခဲ့ပြီးသူတို့ရဲ့အိမ်မက်တွေကအမှန်တည်းဖြစ်လာတာကြောင့်နှစ်ယောက်လုံးပျော်ရွှင်နေကြပေမဲ့ဒါကိုမကျေနပ်တဲ့ရှင်တို့ကတော့နီးပြစီသွားကဒီနှစ်ယောက်ကလည်းအခြားလူတွေလိုကြတင်ကြောင်းပြောနေပါတယ်။ခုတို့ကတော့မဆူကာဇဲတို့မှာသူလိုချင်တဲ့အရေးချင်းတွေရှိနေတာကြောင့်လက်ခံလိုက်တာဖြစ်ပြီးတနေ့မှသူ့ရဲ့လုပ်ရက်ကိုနားလည်လာလိမ့်မယ်လို့ပြောပါတယ်။နောက်နေ့မှာတော့အသင်းသားတစ်ဖြစ်တဲ့မဆူကာဇဲတို့ကိုလက်ရွေးစင်အသင်းတူညအဆုံတေးပေးလိုက်ပြီးပုံမှန်ဆိုရင်နှစ်ယောက်သားကအငယ်တန်းအသင်းမှာအရင်ဆုံးစကစားရမှာဖြစ်ပေမဲ့ဆူရူကီရဲ့လက်ချက်ကြောင့်အငယ်တန်းအသင်းကဖျက်သိမ်းလိုက်ရပြီးလက်ရွေးစင်အသင်းမှာတန်းပြီးကစားရမှာဖြစ်ကြောင်းကီရီနိုကရှင်းပြပါတယ်။ဒီလိုနဲ့မဆူကာဇဲတို့လည်းသူကစားခြင်းနဲ့ဘောလုံးအသင်းမှာရှိတဲ့အသင်းသားတွေနဲ့ပထမဆုံးအကြိမ်လေ့ကျင့်ရေးလုပ်နေပါတယ်။အိမ်ပြန်ကြတဲ့အခါမှာတော့သူတို့နှစ်ယောက်ကလည်းအခြားအသင်းသားတီလိုတန်းမှလာအောင်လေ့ကျင့်ဖို့လိုအပ်ကြောင်းပြောပါတယ်။နီးပြတဲ့ခုတို့ရဲ့ဘက်မှာတော့ကျောင်းအုပ်ကနောက်တစ်ပတ်မှာအီတိုအလဲတန်းကျောင်းတင်းနဲ့ဘောလုံးကန်ရမှာဖြစ်ပြီးတက်စိတ်9ရဲ့ဆုံးဖြတ်မှုအရ3ဂိုးမရှိနဲ့ရိုင်မွန်အသင်းကရှုံးမှာဖြစ်ကြောင်းအသိပေးပါတယ်။ဒီအကြောင်းကိုကျောင်းသားတီလည်းသိတဲ့အခါအီတိုအလဲတန်းကျောင်းကိုအနိုင်ကန်ခြင်းနဲ့စိတ်ရှိနေပေမဲ့တက်စိတ်9ရဲ့အမိန့်ကိုလည်းလွန်ဆန်လို့မရတာကြောင့်သဘောတူကြပါတယ်။ဒီအကြောင်းတေမသိတဲ့မဆူကာဇဲတို့ကတော့လူမလောက်တဲ့အသင်းမှာသူတို့ပါတူညံ့နေကစားရမှာကြောင့်ပျော်ရွှင်နေပြီးအပြင်းထန်လေ့ကျင့်နေပါတယ်။ပြိုင်ပွဲစီသွားတဲ့ကားပေါ်မှာတော့မဆူကာဇဲနဲ့ရှင်စုကဲကတက်ကြွတဲ့ကြက်ပတေဖြစ်နေပေမဲ့ဖွင့်ပြောရင်အငင်းခံရမှာတည်တဲ့ဘရိုတို့လိုပဲရိုင်မွန်အသင်းသားတွေကတော့ရှုံးမှတည်နေတာကြောင့်မျက်နှာမကောင်းပဲဖြစ်နေကြပါတယ်။ဒီလိုနဲ့ပထမဆုံးအကြိမ်လူအများကြီးရှိမှကစားရမယ့်မဆူကာဇဲကစိတ်လှုပ်ရှားနေတဲ့အတွက်မန်နေဂျာဖြစ်တဲ့မီဒိုရီကနေရင်ကိုတစ်ချက်လောက်အုပ်ပေးလိုက်ရပြီးဘောလုံးပွဲကလည်းဆက်ပါတယ်။အစပိုင်းမှာလုပ်ပွဲဆိုတာမသိတာအောင်တစ်ဖက်နဲ့တစ်ဖက်ကအပြိုင်ဆိုင်ကစားနေပြီးအဲ့ဒီလိုနဲ့အီတိုအသင်းကောင်းဆောင်ကသူတို့ရဲ့ကြောနံပါတ်9ဖန်တီးပေးမိဘောလုံးကိုကြောနံပါတ်9ကဂိုးသွင်းမှာဖြစ်ကြောင်းရှင်တို့ကိုကြိုအသိပေးလိုက်ပါတယ်။တက်စိတ်9ရဲ့အမိန့်ကြောင့်ရှင်တို့ကလည်းနောက်တစ်ခါဘောလုံးလူတဲ့အခါတမင်လွဲအောင်လုပ်ပြီးဒါကိုမတ်ဆူကာဇဲကလည်းသတိထားမိလိုက်ပါတယ်။အီတိုအသင်းကောင်းဆောင်ပြောတဲ့အတိုင်းဘောလုံးရသွားတဲ့ကျောနံပါတ်9ကသူ့ရဲ့ပြီးပြည့်စုံလမ်းကြောင်းဆွမ်းနဲ့လှလှပပကန်သွင်းလိုက်ပြီးဆန်ကိုကူကလည်းလောင်မြိုက်ဖန်ပေါ်နဲ့ဘောလုံးကိုဟန်တားနေပါတယ်။ဒါပေမဲ့ကိုပေးရမယ့်အမိန့်ကြောင့်မချစ်လို့မဟုတ်ပဲမလွဲတာလို့လက်လွတ်ခဲ့ရတဲ့ဘရိုတို့လိုဆန်ကိုကူကလည်းလက်လွတ်ခဲ့လိုက်ပါတယ်။အဲ့ဒီလိုနဲ့အပိုင်းလေးကဒီနေရာမှာပဲပြီးသွားပါတယ်စိတ်ဝင်စားရင်အပိုင်းတစ်ကိုနောက်နေ့မှဆက်ပြီးတင်ပေးသွားမှာဖြစ်တဲ့အတွက် like နဲ့ comment လေးတွေလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်